ိုးရှိရှိတုန်းကခန္ဓာထေဝါလာသောနန်းတော်ကြီးတစ်ခုတွင်တီတာအမည်ရှိသောမင်းသမီးလေးတစ်ပါးရှိခဲ့သည်သူမသည်အဖိုးတန်ရတနာများဝင်းရံလျက်နေထိုင်ရတော်လဲစိတ်ထဲတွင်တော့နန်းတော်တိုင်းအပြင်ဘက်ကကဘာကြီးကိုတိကျင်နေရှာသည်သူမသည်နေ့စဉ်နန်းတော်၏အမြင့်ဆုံးလသာဆောင်တွင်ရက်ကအဝေးကတောင်တန်းကြီးများကိုငေးကြည့်လေရှိသည်နန်းတော်တိုင်းကြီး၏အပြင်ဘက်ညောင်ပင်ကြီးတစ်ပင်အောက်တွင်ဂီတအမည်ရှိသောလူငယ်လေးတဦးနေထိုင်သည်သူသည်အလွန်ဆင်းရဲတော်လဲစိတ်နှလုံးကောင်းရှိပြီးဂီတကိုမျက်နှိုးသူဖြစ်သည်သူသည်ဝါဖြင့်ပြုလုပ်ထားသောပလွေလေးတစ်လုံးကိုအမြဲဆောင်ထားပြီးတာယာလှသောတန်စင်များကိုမှုတ်တတ်သည်တနေ့တွင်လသာဆောင်၌ရက်နေသောတီတာသည်လေထဲတွင်လွင့်ပါလာသောထူးဆန်းသည့်ပလွေတန်လေးကိုကြားလိုက်ရသည်ထိုအတန်သည်သူမကြားဘူးသမျှဂီတတန်များထက်ပို၍ငြိမ်ညောင်းပြီးစိတ်ကိုကြည်နူးစေသည်တီတာသည်ထိုအတန်လာရာစီသို့စူးစမ်းခြင်းစိတ်များပြင်းပြလာခဲ့သည်ဂီတသည်သူလမ်းဘေးတွင်ကောက်ရထားသောတောက်ပသည့်အဝါရောင်တောပန်းလေးတစ်ပွင့်ကိုတီတာအားကမ်းပေးလိုက်သည်ဒါကနန်းတော်ထဲမှာမရှိနိုင်တဲ့အလှတရားပါဟုသူကဆိုသည်တီတာသည်ထိုရိုးရှင်းသောပန်းလေးကိုရွှေထက်ပင်ပို၍တန်ဖိုးထားစွာလက်ခံလိုက်သည်သူတို့နှစ်ဦးသည်နေတိုင်းလိုလိုထိုနေရာတွင်တွေ့ဖြစ်ကြသည်တီတာသည်ချမ်းအေးသောညနေခင်းများတွင်ဂီတနှွေးထွေးစေရန်အတွက်သူမ၏အနုစိတ်လှသောပိုးပွားလေးကိုလက်ဆောင်ပေးခဲ့သည်သူတို့သည်မတူညီသောလောကများအကြောင်းကိုပြန်လှန်ပြောပြရင်းရင်းနှီးသွားကြသည်သို့သောမင်းတို့၏တွေ့ဆုံမှုကိုတီတာ၏ခမဲတော်နေရပတိမင်းကြီးသည်တည်သွားခဲ့သည်မင်းကြီးသည်နန်းတော်ပတင်းပေါက်မှနေ၍သမီးတော်နှင့်စင်ရဲသားလေးစကားပြောနေသည်ကိုမြင်သောအခါအလွန်ပင်စိတ်ဆိုးသွားခဲ့သည်နေရပတိမင်းကြီးသည်တီတာကိုခေါ်ယူပြီးကျိမ်းမောင်းလေသည်ငါသမီးကဘာလို့စင်ရဲသားတယောက်နဲ့အချိန်ဖြုံးနေရတာလဲဟုမေးသည်တီတာကခမဲတော်လူတယောက်ရဲ့တန်ဖိုးဟာသူပိုင်တဲ့ပစ္စည်းတွေမှာမရှိပါဘူးဟုပြန်လဲလျှောက်တင်ခဲ့သည်တီတာသည်ဂီတကိုနန်းတော်ထဲသို့ဖိတ်ခေါ်ခဲ့သည်တီတာသည်ဂီတကိုနန်းတော်ထဲသို့ဖိတ်ခေါ်ခဲ့သည်ဂီတသည်မင်းကြီးရှေ့တွင်သူ၏ပုလွေကိုအစွမ်းကုန်မှုပြလိုက်သည်တာယာလှသောပုလွေတန်ကြောင့်နန်းတော်တစ်ခုလုံးငြိမ်သက်သွားပြီးမင်းကြီး၏စိတ်နှလုံးသည်လည်းတဖြည်းဖြည်းနူးညံ့လာခဲ့သည်နောက်ဆုံးတွင်မင်းကြီးသည်စစ်မှန်သောအလှတရားနှင့်တန်မိုးသည်ရွှေငွေရတနာများထက်စိတ်ထားနှင့်အမှုပညာတွင်ရှိကြောင်းနားလည်သွားသည့်တီတာနှင့်ဂီတတို့သည်နန်းတော်ဥယျာဉ်ထဲတွင်လွတ်လပ်စွာလမ်းလျှောက်ခွင့်ရခဲ့ကြပြီးလူတိုင်းကလည်းသူတို့၏ချစ်ကြည်မှုကိုလေ